Marvel Cinematic Universe ရဲ့အထက်အတိတ်ထိတဲ့ Endgame မှာ Tony Stark ဟာလက်ဖြောက်တီးပြီးတကပါလုံးကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့တင်တစ်ခါလောက်ဖြစ်တတိထားမိပါသလား။ Tony ဟာဘာလို့ညာဘက်လက်နဲ့လက်ဖြောက်တီးခဲ့တာလဲဆိုတာကိုပေါ့။တကယ်တော့သူ့ရဲ့ဘဲဘက်လက်ဟာအတိတ်ကတိုက်ပွဲပေါင်းများစွာမှာဒဏ်ရာတွေအကျဉ်းချင်းရခဲ့တာကြောင့် Infinity ကြောက်တုံးတဲ့စွမ်းအားကိုမခံနိုင်တော့လေအခြေအနေဖြစ်နေလို့ပါပဲ။ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးဗျ။တိုနီရဲ့ဘဲဘက်လက်ဒန်ရရာဇဝင်ကိုအစကနေကျွန်တော်တို့ပြန်ကြည့်ရအောင်ဗျ။တဲ့ Iron Man 2008တိုနီဟာဂူထဲကနေ Mark 1 ဝစ်စုံနဲ့လက်မြုပ်ဖို့စ조사တော့ကသူ့ရဲ့ဘဲဘက်လက်ဟာကြောက်ဆောင်တွေကြားမှာညှက်တီအပြင်းအထန်ဒန်ရရခဲ့ပါတယ်။ဒါနဲ့မကသေးပါဘူးဗျ။နောက်ပိုင်း Mark 2ကိုအိမ်မှာစမ်းသပ်တုန်းကလေအိမ်ခေါင်မိုးပေါ်ကနေကျမ်းပြင်ပေါ်ပြုတ်ချပြီးသူ့ရဲ့ဘဲဘက်လက်ကိုရေအေးအိုက်ကတ်ခရတာမှတ်မိကြအောင်ပါ။ Iron Monger နဲ့တိုက်ပွဲမှာလေဝစ်စုံမပါတဲ့သူ့ရဲ့ဘဲဘက်လက်ဟာမြေပြင်နဲ့အရှိန်ပြင်းပြင်းရိုက်မိခဲ့ပါတယ်ဗျ။ Net Iron Man 2 and 3 Monaco ပြိုင်ပွဲခွင်မှာ Whiplash ရဲ့လျှက်စစ်ကျူဟာတိုနီရဲ့ဘဲဘက်လက်ကိုတိုက်ရိုက်ထိမှန်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း Iron Man 3မှာလည်းသူ့ရဲ့ဝစ်စုံကိုထိန်းချုပ်ဖို့ Micro Transformer ကိုဘဲဘက်လက်မှာပဲထိုးသွင်းခဲ့ရတယ်လို့နှင်းတော့လေပြက်ကြလေအချိန်မှာဘဲဘက်လက်ကရရှိတဲ့ဒဏ်ရာကြောင့်တတုဆလေကိုဇာကနာနဲ့ကိုလိုင်းပြန်ထုတ်ခဲ့ရတာကတကယ့်ကိုရင်နာစရာပါပဲဗျ။ 3. Age of Ultron and Civil War Age of Ultron မှာ Hulkbuster ဝစ်စုံကြီးရဲ့ဘဲဘက်လက်ဟာ Hulk ရဲ့ဖြက်စီးမှုကိုခံခဲ့ပါတယ်။ဒါပေမဲ့ Civil War မှာတော့ပိုဆိုးသွားခဲ့ပါတယ်ဗျ။ Scarlet Witch ကကားတွေနဲ့လမ်းပစ်တဲ့အချိန်မှာတိုနီရဲ့ဘဲဘက်လက်ကိုတိုက်ရိုက်ထိမှန်ခဲ့ပြီး AI စနစ်ကောင်ဒန်ယာရီအများကြီးရနေတယ်လို့တတိပေးခဲ့ရပါသေးတယ်။အဲ့ဒီနောက်ပိုင်းဇက်ဝင်ကန်းတွေမှာတိုနီဟာသူ့ရဲ့ဘဲဘက်လက်ထုံညင်းနေတာကိုခံစားခဲ့ပြီးလက်ပတ်ကိုတောင်အမြဲတမ်းဝတ်ထားခဲ့ရတာပါ။သူ့ရဲ့ဘဲဘက်လက်ဟာလုံးဝကိုပျက်စီးလို့နေပါဖြစ်နေခဲ့တာကိုဗျာ။ 4. Infinity War Thanos နဲ့ Titan ကရိုးပေါ်မှာတိုက်ပွဲဖြစ်ချိန်မှာတိုနီဟာသူ့ရဲ့ Nano ဝစ်စုံကစွမ်းအားတွေကိုညာဘက်လက်တစ်ပြားအဖြစ်ပြောင်းလဲလိုက်တဲ့အတွက်သူ့ရဲ့ဘဲဘက်လက်ဟာအကာအကွယ်မရှိတော့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Thanos ကတိုနီရဲ့ဘဲဘက်လက်ကိုအားနဲ့နှောက်ပြင်ချိုးပစ်တာဟာအသေးရစရာမြင်ကွင်းတစ်ခုပါပဲ။တိုနီရဲ့ဘဲဘက်လက်ဟာအဲ့ဒီမှာနဲ့လုံးဝအလုံးမလုံးနိုင်တော့တဲ့အထိဖြစ်သွားခဲ့တာပေါ့ဗျာ။ဒါကြောင့် Endgame ကိုရောက်တဲ့အခါမှာတော့တိုနီရဲ့ဘဲဘက်လက်ဟာလုံးဝကိုပျက်စီးနေပြီဖြစ်တဲ့အတွက်သူဟာနောက်ဆုံးလက်ဖြောက်တီးဖို့ညာဘက်လက်ကိုပဲရွေးချယ်ခဲ့ရပါတယ်။သူဟာတကပါလုံးကိုကယ်တင်ဖို့သူ့ရဲ့ညာဘက်လက်ကိုသုံးခဲ့ပေမဲ့သူ့ရဲ့ဘဲဘက်လက်ကတော့အရင်ကတည်းကတကပါကြီးကိုကယ်တင်ဖို့အတွက်အချင်းချင်းအနာခံပြီးတိတ်တိတ်စာလောင်ကျွမ်းနေကြတာဖြစ်ပါတယ်။တိုနီစတက်ရဲ့ဘဝဟာပါမန်လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့နက်ပြားရဲ့စွမ်းအားကိုယဉ်နိုင်ဖို့အတွက်သူ့ရဲ့သွေးသားတွေကိုအချင်းချင်းစတေးခဲ့ရတာပါ။အမှားရတိုင်းဟာရဲဟဲတုံတစ်ယောက်ရဲ့ထက်သေးတွေပါပဲ။တိုနီဟာသူ့ရဲ့နောက်ဆုံးထသက်အထိတကပါလုံးကိုအလင်းရောင်ပေးဖို့အတွက်သူ့ကိုသူအကုန်လောင်ကျွမ်းပြစ်ခဲ့တဲ့စစ်မှန်တဲ့ Iron Man ပါပဲဗျာ။ကဲတင်ရောတိုနီရဲ့ဘဲဘက်လက်ဒန်ယာရာဇဝင်ကိုတတိထားမိခဲ့သလားဗျာ။ဒီလိုတိမ်မွေ့တဲ့ details လေးတွေက Marvel ကိုဘယ်လောက်ထိအနှစ်သာရရှိစီလဲဆိုတာ comment မှာပြောပြသွားကြပါဦး။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။